မျက်နှာကြိုးကြီးထိုးရင်ဘယ်လောက်ကြာမလဲထောက်တာတဲ့အဲ့တော့အရန်ကြံတာလေးရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်မျက်နှာကြိုးကြီးထိုးတယ်ကွာ၃ချောင်းထိုးမယ်၄ချောင်းထိုးမယ်တစ်ဖက်ကိုပေါ့ဒီမျက်နှာလေးပဲရမယ်နော်အဲ့ဒါဆိုလို့ရှိရင်ကြိုးတစ်ချောင်းကို3,200နဲ့3,500ဆိုလို့ရှိရင်အနည်းဆုံး10သိန်းဝန်းကျင်လောက်ကြာအောင်ပဲပေါ့နော်အဲ့တော့ဒေါက်တာသိန်းစေးကမှာဆိုရင်ကိုယ့်ရဲ့ဒီကိုယ့်ချစ်တဲ့ client တွေကိုစဉ်းစားပြီးတော့ဗာလေးလုပ်ပေးထားလဲဆိုလို့ရှိရင်လေမျက်နှာကိုကွာအရေးကြောင်ပြချင်နေမျက်နှာတစ်ပြင်တည်းမဟုတ်ပဲနဲ့ဒီလိုမျိုးဆွဲတင်ခြင်းနဲ့တစ်ပြင်တည်းမဟုတ်ပဲနဲ့ဒီနဲ့နှစ်ဖူးတွေဒီမေးစေးတွေဒီနှာခေါင်းတွေအဲ့ဒါတွေပါအကုန်လုံးပါသွားအောင်ဘာ package လေးလုပ်ပေးထားလဲဆိုရင်မျက်နှာအရေးကြောင်အတွက်ဂျိုးကြီးနှစ်ဖူးအရေးကြောင်မျက်လုံးပေးအရေးကြောင်နှာခေါင်းအရေးကြောင်တွေအတွက်အရေးကြောင်ပြောက်နောက်တစ်ခုကကြာမျက်နှာတစ်ပြင်လုံးကအရေးကြောင်မှိတ် fine line လေးတွေအတွက် NAT+ မအိုစေး luxury skin booster နောက်တစ်ခုကကြတော့မျက်နှာအကုန်လုံး glow glass ဖြစ်ဖို့အတွက် IPL ကုထုံးတစ်ချိန်ပါဝင်တဲ့၄မျိုး treatment package ကိုခုနကြိုးကြီးတစ်ခါထိုးစာပဲရှိရဲ့10 lakh ပေါ့နော်10သိန်းဝန်းကျင်နဲ့ဒေါက်တာလုံးဝကိုဖက်ဖက်ကနေပြည့်စုံအောင်စဉ်းစားပြီးတော့ဒီ package လေးလုပ်ပေးထားပါတယ်အရန်တန်ပါတယ်เนาะကြိုးတစ်ခါထိုးစာအောင်မှ treatment ၄ချိန်၄ခုပေါ့နော်၄မျိုးရမှာပါအဲ့ဒါလေးကိုအမြန် booking တင်လိုက်เนาะ